Hey guys ဒီနေ့မှာတော့ Kitty after school vlog လေးရိုက်ထားရပေါ့နော် Kitty ကြောင့်ပြန်ရောက်လို့ရှိရင်ဘာလို့လဲဆိုတော့သိချင်တယ်ဆိုလို့ရှိရင်တော့ Kitty ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးတော့ family လိုက်ပါရှိပေးကြပါအောင်ရှင်ဒီ vlog လေးက Kitty တောက်ကြနေရောရိုက်ထားဖြစ်တာလေးပေါ့နော်အဲ့ဒီမှာ Kitty ကျူရှင်လည်းမရှိရနဲ့အိမ်ုံလေးနိုင်လောက်ဆိုရတယ်ပြန်ရောက်ပါပြီခုနောက်ပိုင်းချားကနေပြန်ရောက်လာလို့ရှိရင် Kitty အရင်ပြင်မှန်းနေလို့ခန်းစားရရပေါ့နော်တနေ့အချိန်လေးဘလို့ကုန်သွားမှလည်းမသိပဲနဲ့ Kitty ဘလို့ရိုက်ဖို့အချိန်နေတော့မရှိတော့ပါဘူးကျောင်းဝတ်ဆောင်မလဲခင်မှာ Kitty အပြန်ရေကဲမုတ်ဝယ်လာပေါ့နော်အေးပြောခဏဖြစ်နေရတဲ့ပဲရေကဲမုတ်ကိုအရင်စားလိုက်ပါတယ်ရေကဲမုတ်ထဲမှာဆိုလို့ရှိရင် Kitty က chocolate flavor ကိုအများဆုံးစားဖြစ်တယ်ပေါ့နော်ရေကဲမုတ်ဆိုတာနဲ့ Kitty ဘာသာစိတ်ပဲဖြစ်စားရပေါ့နော် Kitty မစားရတဲ့စိတ်ဆိုတာဘာမှမရှိပါဘူးစားပြီးသားလို့ရှိရင်တော့ Kitty အဝတ်စားသွားလိုက်ပါတယ်အပြင်ထွက်စရာလည်းမရှိရမို့လို့ Kitty ပို့ပွားဖြစ်မဲ့အဝတ်ကိုပဲရွေးလိုက်ပါတယ် outfit check ဒါတော့ Kitty အိမ်မှာနေဒီတိုင်းပဲဝတ်ပါတယ်အပြင်သွားလည်းဒီလိုပဲဝတ်ပါတယ်ပြီးရင်တော့ Kitty ဖုန်းခဏကြည့်ပြီးတော့အိတ်တယ်ပေါ့နော်ကြောက်ပြန်ရအောင် Kitty အရင်အိတ်ချင်တာပေါ့နော်ပေးချိန်မှဖြစ် Kitty အိတ်ပလိုက်ပါတယ်ကြော်လောက်ကြတော့ Kitty အိပ်ရာကနေပြန်ပြီးနိုးလာရပေါ့နော်အဲ့ချိန်ကနေစပြီး Kitty လုံးဆရာရှိရရေးစလုပ်တယ်ပေါ့နော်ပထမဆုံးကတော့ Kitty ခောက်ဆွဲပြုတ်စားမလို့ရင်နှိုးတဲတယ်ပြီးလို့ရှိရင်တော့ပကံဆေးရရပေါ့နော်မနက်ကကြောင်းထဲဝါရဲကိုထမင်းဖို့လေခုပေါက်ကိုပဲ Kitty ဆေးပါတယ်အိမ်မှာဆေးဆက်ရှိရဲ့ပကံနေတဲ့ Kitty ပေါင်းဆေးပါတယ်ညဘက်ဆိုရင်ဒါ Kitty ရဲ့အလုပ်တစ်ခုပဲပေါ့နော်ပြီးရင်တော့ Kitty ရေချိုးပါတယ်ညဘက်ကြီးရေချိုးကမကောင်းဆိုပေမဲ့လည်း Kitty အိပ်ရထားနေနေလိမ့်နောက်ကျသွားလို့ပါမချိုးခွေမှာတော့ Kitty မနက်ကကြောင်းကိုကြည့်ဝါချစ်စမီကိုဖြီးရရပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ Kitty ကျက်စမီနှစ်ဖက်ကြည့်လိမ့်မရှိဘူးဆိုပေမဲ့အန်နီယာစိတ်ကူးပေါက်ပြီးတော့တော်ကြည့်ခိုင်းလိုက်တာပါပြန်ဖြေလိုက်တော့ Kitty စပင်ကအခြေသားကောက်ထားတဲ့ပုံစံအောင်ဖြစ်သွားရဲပေါ့နော် Kitty ရေချိုးလို့ပြီးတော့ပါပြီအခုကြည့်နေတဲ့သူလေးညဘက်ကိုရေမချိုးကြပါနဲ့ကျမရေးအတွက်လည်းမကောင်းသလိုအရင်လည်းအေးပါတယ်နောက်တော့ Kitty ခောက်ဆွဲပြုတ်ပါတယ်ခောက်ဆွဲပြုတ်တာကလည်းအရှိပိုင်းထည့်တာတွေဗီဒီယိုရိုက်ဖို့မေ့သွားလို့ပါဒီတစ်ခေါက် Kitty ခောက်ဆွဲပြုတ်ကိုကြောက်ပြုံးနေစားမယ်ပေါ့နော်ခောက်ဆွဲပြုတ်ကလည်းအရှိမပြခဲ့တဲ့မျိုးလုံးတစ်စိတ်ကတော်လေးစားလို့ကောင်းပါတယ် Kitty ငယ်တော့ဆိုရင် Kitty မမနဲ့အမြဲလှုပ်စားဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းကျတော့ spicy တွေပဲအစားများလာတဲ့ Kitty တဲ့ဒါလေးကိုပြန်စားတာပါကျုပ်ပြုတ်ကလည်းခွာရအရင်ပူရယ်ပေါ့နော်ဒါပေမဲ့လည်းနောက်ဆုံးတော့လှလေးထွက်လာပါတယ်ပြီးရင်တော့ hero တွေစားလို့ရပါပြီ Kitty မစားခင်အားလုံးအရင်ကျွေးပါရယ်နော်ကျွေးပေမဲ့လည်းစားလို့မရဘူးဆိုတော့ကိုယ့်ဘာကိုအိမ်မှာပဲလိုက်လှုပ်စားကြည့်ကြပါနော် hero မိသားစုကတော့ညစာဆိုင်နဲ့သမတ်စင်ကမြန်မာကြည့်ကြရယ်ပေါ့နော်သမတ်စင်ကမြန်မာကတော့ hero တွေအမြဲတမ်းကြည့်ဖြစ်တဲ့စီစဉ်တစ်ခုတွေမှာပါရယ်ပေါ့နော်အခုကြည့်နေသူလေးလည်းကြည့်ဖြစ်ကြလာတော့မသိပါဘူးပြီးရင်တော့ Kitty ထမင်းဆက်စားလိုက်ပါအောင်မယ်ရှင်ထမင်းစားပြီးလို့ညမအိတ်ခင်ကြရအချိန်ကြီးကတော့ Kitty ဒီ hammock လေးလုပ်တယ်ပေါ့နော်ဒါလေးရ Kitty ကိုကျောင်းမှာနှုတ်ဆက်တဲ့မိမိလေးတွေနဲ့ကလေးလေးတွေကိုလက်ဆောင်ပြန်ပေးဖို့အတွက်လုပ်နေရပါအများကြီးလုပ်ရဆိုတော့လေ Kitty လည်းအချိန်ပေးပြီးတော်လေးလုပ်နေရပါတယ် Kitty တီချာလေးလုပ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့လက်ဆောင်လေးတွေကိုအကုန်လုံးတစ်ခါတည်းမပေးဖြစ်ရင်တော့ခွဲပြီးတော့ပေးဖို့စဉ်းစားထားရပေါ့နော် TV ကြည့်လိုက်လုံးနဲ့ပဲ Kitty အမှအချိန်တော်ကုန်သွားရပေါ့နော်ပြီးတော့လို့ရှိရင်တော့ Kitty လည်းဖုန်းကြည့်ပြီးတော့အိတ်တော့မှာပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကိုဒီမှာရလိုက်ပါတော့မယ်ကြည့်ရှုပေးကြလို့အားလုံးကျေးဇူးများတင်ပါတယ်နော် Bye bye